အားလုံးပဲမင်္ဂလာပါဤတဲ့ collection ကနေပြန်လည်ကြိုဆိုပါရစေ။ကဲဒီတစ်ပတ်မှာ digital span အလှလေးနဲ့အမကမိတ်ဆက်ပေးပါမယ်။အသားလေးကကြတော့ digital span အသားလေးပေါ့နော်။အစင်လေးကကြတော့လက်ကင်မော်အစင်လေးပေါ့။အစင်လေးတအားလှပါတယ်အမကတော့အရန်ကြိုက်နေတယ်။ကဲအဲ့ဒါလေးကိုအမအစင်လေးနဲ့လိုက်ဖတ်အောင်လို့ဒီဇိုင်းလေးကိုဘယ်လိုပုံဖော်ထားလဲဆိုတာကိုပြပေးပါမယ်။ကဲအဲ့ဒီလေးကိုကြတော့ level ကို column ဘတ်လေးပေါ့နော်။ column ဘတ်လေးလုပ်ပေးထားတယ် column ဘတ်အချုံလေးပေါ့နော်။ချစ်စရာလေးပေါ့နော်။အဲ့ဒီမှာဖဲချိုးအလှလေးထည့်ပေးထားတယ်။ရှေ့ကိုကြတော့အတွန့်လေးပေါ့နော်။ရှေ့အတွန့်လေးဒီမှာလေးအတွန့်လေးတောက်လျှောက်ပါမယ်ပေါ့နော်။ဖြတ်ဆက်ကလေးဖြတ်ဆက်အတွန့်လေးထည့်ပေးထားတယ်။နောက်ကလေးကိုလည်းအဲ့လိုပဲအတွန့်ပတ်ချလေးပေါ့နော်။အတွန့်လေးဖောင်းကလေးအရင်လည်းမဖောင်းထားဘူးနော်။အဲ့ဒီမှာလက်ဖောင်းအောက်နားကိုလက်ဖောင်းကိုလက်ဖက်စီးလေးပေါ့နော်။ကိုချိုးလုံးလေးလုပ်ပေးထားပါတယ်။အင်ကြီးလေးကိုကြတော့ခလုတ်ပုံစံလေးလုပ်ပေးထားတယ်။ခါရဲမရှိထားဘူးနော်။ကဲဘောင်းမီလေးကိုဆက်ပြောပြပေးမယ်။ဘောင်းမီလေးကကြတော့အင်ကြီးလေးနဲ့လိုက်ဖက်အောင်လို့အမက dead war style ပန်လေးလုပ်ပေးထားတယ်။ဘောင်းမီသေးကျိုးကိုကြတော့တလမကွဲသေးကျိုးအပြားကြီးသုံးပေးထားတယ်ပြီးရင်ဘေးနားမှာ style ပန်အိတ်ကနှစ်ဖက်လေးပါတယ်ပေါ့နော်အင်ကြီးလေးကပြောမှဆိုလွတ်လေးဖြစ်နေတာနော်ဖဖကလေးနဲ့အရန်လှတယ် site လေးကိုကြတော့အမက2 site ထုတ်ပေးထားတယ်အယောင်လိုက်ရကြတော့9ရောင်လိုက်လေးပဲပါမယ်ကဲအဲ့ဒါလေးကိုအနိကလေးဆက်ပြပေးပါမယ်ကဲဒါလေးကကြတော့ချက်ကလေးရောင်လေးပေါ့နော်ဒီအယောင်ကအယောင်ဆန်းအယောင်ရှားလေးပါကဲဒါလေးလည်းဒီလိုပဲခိုပြရောင်လေးဒါလေးလည်းအယောင်ဆန်းတယ်ဒီ2ရောင်လုံးကတစ်ခါမှ digital မှာမလာဘူးเนาะဒီ2ရောင်ပါမယ်ကဲဒီရောင်လေးကကြတော့ခရမ်းနဲ့မယန်းစီအောင်ဆက်ထားတဲ့အရောင်လေးနဲ့ဒါလေးကကြတော့ချွတ်ချင်လေးနဲ့နီလေးကိုဆက်ထားတာပေါ့နော်လီမွန်နီလေးဆက်ထားတဲ့2ရောင်ပါမယ်ကဲနောက်ဆုံးရောင်လေးကကြတော့အမဝတ်ထားတဲ့အရောင်လေးပေါ့နော်လိမ္မော်ရောင်လေးအရောင်လေးကလင်းပြီးတော့လေဖြူတဲ့သူပဲဖြစ်ဖြစ်ညိုတဲ့သူပဲဖြစ်တအားလှတဲ့တအားလိုက်ဖက်တဲ့အရောင်လေးပါကဲ site လေးကိုလည်းကြိုက်တယ်ဒီဇိုင်းလေးကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်လက်ကားဝယ်ယူခြင်းတယ်ဆိုလို့ရှိရင် Viber ဖုန်းနံပါတ်0943128857ကိုလက်ကားဆက်သွယ်မှယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ချစ်ပေါက်တဲ့အားလုံးဇေယျမှာကြပါစေရှင်